Sabi. Hello. Hello. Vale ya, yo. Ngat tola ba. Itu deh, mesa dah ngati deh. Vale lu, yo. Oh, Messi ali pasal yuare. Tadi nguli nga ama kami lagi kali. Babile. Ada ngati deh li. Kuda di jual mi alu ngasai tu ni, ano? Agak sah. Oh, me ko dekat awak laro ali. Me lah bilu. Yang mana macam. Era ngau, tu ho siung lasa tu ali. How lah tengah ni? How deh. Oh, kau ngai lah gua. Tengah ni ha. Ada tu dulu lu. Ngami lagi me. Oh, dilu gua. Mau bum lau ni nih. Ngat lama. Aku lama. Ya. Pasal ni. Ni kau saja jadi ngati ada tengah ni li gua. Ya. Kau saja gua ke mana? Nga kau tu masa ro gua. Ya, thali sama me ya. Itu. Ada deh. Meja jadi set. Apa kare aku kau saja saya mulai me. Bisa buat. Iyo, lagi mana gua? Cari. Hola. Matau do gua.ပြောမနေနဲ့တကယ်ငါလာတော့မှအခုလမ်းမှာ Oh, nga ai pasal liကိစ္စလေးလေအဲ့ဒါ तू လာပေးသွားတာကွာပြောမနေနဲ့ဟုတ် तू လာပေးသွားတယ်မင်းတို့တော့ရှင်းအောင်မလားအေးလေအခုလာခဲ့မယ်ခေါင်းစက်ကြောက်ဝယ်ပြီးလာခဲ့မယ်ဒီလို ကဲဒါပဲသဘောပေါက်လား ကွာတော့စောင်းမပြောဘောချပါဘူး ဟာဒီတကတော့တော်သေးတာပေါ့ကွာငါတကယ်ချင်းကျေးဇူးဟောက်စဲကြော်တော့ဝယ်ပေးရမဝယ်ပေးရမယ်ငါလာပြီကျေးဇူးရှင်လေဟောက်စဲကြော်မိဆိုင်တဲ့ခေါက်စဲကြော်မမိဆိုင်တဲ့ရှက်ဘူးပါတယ်ရောငါဒါခေါက်စဲကြော်စားစမ်းမ မစားတော့ပတ်စံလေးဟိုလာ ကဲပါတကယ်ချင်းမင်းပတ်စံကိစ္စကိုနော်ခေါက်စဲကြော်စားပြီးမှပြောနော်မင်းပြောချင်တဲ့ကိစ္စဒါလေးကုန်ရင်စားလိုက်ခေါက်စဲကြော်စားပြီးမှမင်းအေးဆေးပြောစမ်းရတယ်ကြာပါတယ်ကွာငါဖွင့်ပေးပါမယ်လားမင်းရတယ်ကွာဒီပတ်စံကိစ္စအဲ့လိုအရေးကြီးတယ်မဟုတ်တဲ့နေချင်းချင်းနေခေါက်စဲကြော်ငါစားစီခြင်းလို့ကောင်းဝယ်လာတာဟုတ်ပြီလားစားလိုက်စမ်းမယ်ရောစားပြီးမှပြောနော်ရောငါခေါက်လိုက်အဲ့ဒီစားပြီးမှမင်းပြောချင်တဲ့ကိစ္စတွေငါ့ကိုခေါက်စဲကြော်ကုန်စားပြလိုက်အဲ့ပြီးမှကြိုက်တာပြောတော့ကွာဟုတ်ပြီလား ကမလေးပတ်စံငါသိ လောက်လာပြီကြည့်ခေါက်ဆွဲကြော်ရင်ကုန်အောင်စားပြီးမှငါ့ကိုမင်းပြောချင်တာပြောငါနားတော့မယ်ချစ်လုံးလို့အဲ့လိုအဲ့ပါစားမှာကောင်းလို့နေအဲ့လိုဖြစ်ကြမယ်မင်းစားများစားကုန်စားတော့တကယ်ဟုတ်ပြီအားရတယ်အဲ့လိုမျိုးစား ကမလေးရ ဟေးကောင်းမလေးကိစ္စလုပ်နေသေးတယ်ဟောဒီခေါက်ဆွဲကြော်ကုန်အောင်စားပြီးမှမင်းပြောချင်တာကိုပြောငါနားတော့မယ်ဟုတ်ပြီလားစားကြမှာတကယ်အဲ့ပါစားချစ်လုံးလို့အကိုယ်တိုင်ဝဲလာဟုတ်ပြီဗျာအဲ့လိုစားစမ်းမမင်းရလေဒီကုန်းဝဲဟုတ်ပတ်စံ နေဟုတ်တကယ်ချင်းဒီမှာမင်းကြိုက်တဲ့ရှက်ဘူးအေးလေးတောက်လာရော ငါမတော့တော့ရဟိုလေပတ်စံလာတော့ မင်းရလို့ကွာမင်းလည်းငါတကယ်ချင်းလေးကောင်မလေးကငါပတ်စံငါသိလာပေးတယ်တော့တသိပေးတယ်အဲ့6သိန်း6သိန်းရောက်သွားပြီမြို့လာပေးတယ် လာပေးတယ်မင်းတော့ပြောအဲ့ကိစ္စတွေနောက်မှပြောမင်းကြိုက်တဲ့ဟောဒီမှာအေးတောက်လာဒီတော့မှပြော ဖောက်လာအဲ့လိုလုပ်စမ်းကုန်တော့မဲဒါပဲဒီကတိုင်ဟောစင်ဆိုအဲ့ဒါကဲနေအောင်စကြော်လဲကုန်သွားပြီအေးလဲကုန်သွားပြီခုနမင်းငါ့ကိုတော်ပြောချင်နေတာပြောတော့ကွာငါနားထောင်ပြီ ဟိုမင်းငါ့ကိုဒီမိုင်းတင်ရောက်ခေါ်လာပြီးတော့ကျင်းနေလေနေမင်းအဲ့ဒါစိတ်ထဲမှာထားတယ်မင်းရတယ်ပတ်စံလည်းပြန်ရတယ်မင်းကအခုကောက်စကြော်လဲအေးတွေတိုက်တယ်လေ မင်းတို့ထွက်သွားပြီးတော့မကြောက်ဘူးတန်တင်ကိုရောက်လာတယ်ရောက်လာပြီးတော့ရင်းက5သိန်းတို့က3သိန်းအားလုံး6သိန်းပေးတယ်အဲ့ဒါအဲ့ဒီနားလေးနေငါထားပြီးတော့မင်းကြီးဖုံးဆက်မယ်လို့လုပ်တဲ့ချိန်ဖုံးမိသွားဝယ် လိုက်လီမြန်က ဖုံးမိရမရှိတော့ဖုံးမိသွားဝယ်ပြန်လာအဲ့တော့ထားတဲ့ပတ်စံ6သိန်းဘာလို့ခေါ်ရလဲမသိမရှိတော့ ဟောဒီနာပတ်စံပြ အေးပါပြောက်သွား ဘာ လာတာကွာ ဟာဒီနာမှာထားတဲ့ကောင်မလေးပေးသွားတာငါပတ်စံအရင်က9သိန်းတို့က3သိန်း 6သိန်း 6သိန်းပြန်လာတော့ ငါဖုံးမိသွားဝယ်နေလို့ရှိသေးတယ်ပြန်လာတော့အဲ့ပတ်စံ6သိန်းတော့မရှိတော့ဘူး မရှိတော့ပတ်စံမရှိလည်းမင်းကစောပြောပါလားပြောတယ်လေ ဘာပြောလဲမင်းစားတော့ကျခေါ်စိုးကြော်မင်းစားတော့တာအဖေနောက်မကျန်တပင်းနောက်မကျန်ဘူးစောစီအဲ့ပတ်စံပြောက်တာကိုငါ့ကိုစိုးကြီးပြောပါလားမင်းအဲ့ဒီကဲစားလား မင်းကခေါ်စိုးကြော်ကိုဆိုင်မှာပြောဆို မင်းပဲပြောတော့ပတ်စံရှိတယ်ဆိုပတ်စံမင်းကိုလာပေးသွားတယ်ဆို ပြောတယ်လေ ခေါက်ဆွဲကြော်စားတာကငါမပြောသေးဘူးမင်းကခေါက်ဆွဲကြော်စားပြီးတဲ့ပြင်ငါတိုက်တဲ့ရှက်ဘူးခရော့ဆိုတခါလေးတော့ငါပြောမှုလို့တော့မင်းအေးတောက်ပြီးမှပြောဆိုအဲ့ဒါတော့အေးတောက်ပြီးမှပြောတာပေါ့လို့ အော်ဒါအေးတောက်ပြီးမှပြော ကိုကမသိတာပတ်စံ ပတ်စံဘာလို့ခေါ်မှမသိဘူးငါကိုစောလာပြောပါလား